တွေအတော်အရှက်မဲ့ကြသည်ပြည်သူရဲ့တော်လှန်ရေးဗန်းပြသည်လူငယ်တွေအသက်နဲ့ဘဝတို့ပေးဆက်ကားစတဲ့နေချိန်မှာလူမျိုးယူကနိုင်ငံယူကြသည်ဒေတာဆွဲဝါရဆွဲကကြုံဖြစ်သောဒီဘဝမေကအကျိုးစီးပွားအတွက်တော်လှန်နေကြသည်ပြည်သူရဲ့ဥစ္စာတယံဇာတများကိုရသမျှခိုးယူထင်တိုင်းလုပ်ရန်ဗန်းပြပြီးတော့တော်လှန်နေကြသည်ဟုတ်တယ်မို့လားမင်းတို့တွေစောက်ယူထားသမျှအတီးအသက်တို့ခြေပြက်ရများပြီပြည်သူကိုရှော့တွက်မလို့မင်းအောင်နိုင်ရဲ့အခြေအနေတော့ဘယ်သို့ရောက်ခဲ့ပြီနင်တို့သိတဲ့သည်ပြည်သူအတွက်ကိုစားမပြုကနေကိုကျိုးရှာထားသမျှသည်တမိုင်းဆုံးများကအမှန်တကယ်တွင်ရမည်ပြည်သူရဲ့မြစ်တာတကယ်မစူးသေးခင်မင်းတို့အကျင့်တွေပြင်ဖို့အသင့်ပြီးမင်းတို့စောက်ကျင့်ပြည်သူအကုန်သိသည်အာနာရှင်စနစ်ကိုမလိုတာမှန်ကန်ခဲ့ပါရင်ဘာကြောင့်ခမည်းတော်အာနာရှင်စောက်ကျင့်တွေရှိလို့နေပြည်သူကိုမျက်နာမူဟာတော်လန်ခဲ့မှန်ရင်ဘာကြောင့်ခရီးကမတွင်တဲ့ဝိုင်းဝန်းကစဉ်းစားကွယ်စစ်ပွဲအတွင်းမှာပေးဆက်လေတဲ့တို့လူငယ်များရဲ့အသက်နဲ့ဘဝပေါင်းများစွာနင်တို့အမျိုးဆွေတယောက်မှမပါလို့မင်းတို့တွေကိုချင်းမစားတာအကျိုးစီးပွားအတွက်စစ်တိုက်ကြသူတွေဘုံရန်သူပြောင်းနေတယ်ခမအဲ့တော့ဒီချင်းလေးရလဲကျွန်တော်တို့ပြည်သူတွေရဲ့အသိဉာဏ်ဘဟုတုတတစ်ခုခုကြပါစေလို့ကျွန်တော်ကြည်ရွယ်ပြီးရေးသားတည်ဆိုလိုက်တဲ့ချင်းလေးပါတော်လန်ရေးကိုတောက်တနေရာနေအကျိုးပြုနိုင်ပါစေလို့လည်းကြည်ရွယ်ပါတယ်ခင်ဗျာအဲ့တော့အာနာယူတွေနိုင်ငံယူတွေဒေသဆွဲဝါဒဆွဲတွေရှိနေသမျှတော့ကျွန်တော်တို့တော်လန်ရေးခရီးကကြာနေဥပမာဖြစ်တယ်လို့ကျွန်တော်တို့လူငယ်တွေရဲ့အသက်တွေပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေမပေးဆက်တဲ့မဲ့ထပ်ပြီးပေးဆက်အရအောင်မယ်ဆိုတာခင်ဗျားတို့မမေ့စေချောင်းဒီသချင်းလေးနဲ့နှိုးစော်ပန်ကြားတိုက်တွန်းပြရစီခင်ဗျာ